အခုမနေ့9 နာရီ9မိနစ်ရှိပါပြီ။မိတို့ခရီးထွက်မှာဖြစ်ပါတယ်ဒီနေ့ Grand Canyon သွားမှာဖြစ်ပါတယ်။ဝီယူရဲ့ Beyond the Kitchen ကနေပြီးတော့ကြိုဆိုပါရစေ။ဝီယူတို့အခု LA ကနေပြီးတော့ Grand Canyon ကိုသွားနေတာဖြစ်ပါတယ်။ခရီးကမိုင်480ကျော်လောက်ဝေးပါတယ်။ဝီယူတို့ကတော့8နာရီလောက်ကားမောင်းခဲ့ရပါတယ်။ထုံးစံတိုင်းမှာဝီယူကခီးသွားလို့ရှိရင်အစားအသောက်တွေတည်သွားတတ်ပါတယ်။7နာရီခွဲလောက်မှာကီမန်ဆိုတဲ့မြို့လေးမှာခဏနာပြီးတော့ထမင်းစားကြပါတယ်။အားလုံးလည်းစားကြပါဦးရှင်။ညနေ3နာရီကျော်လောက်မှာ Grand Canyon ရောက်ပါတယ်။ဝီယူတို့က Grand Canyon ရဲ့ South Rim ဘက်ကနေဝင်တာဖြစ်ပါတယ်။ဒီချိန်ကရာသီဥတုကလည်းအရန်ကောင်းတယ်။နောက်ပြီးတော့ Spring Break လည်းရှိရဆိုတော့လူတွေလည်းတော်တော်များပါတယ်။ဝီယူတို့ကရောက်ချင်း Mata Point ကိုသွားပါတယ်။ပထမဆုံးမြင်ရတဲ့မြင်ကွင်းကတော့တကယ်ကို amazing ပါပဲ။ဒီနေရာကတော့ Grand Canyon ကို Mata Point ကနေကြည့်တဲ့ရှုခင်းဖြစ်ပါတယ်။ဝီယူကတော့ဟိုးနေရာလေးကိုသွားမယ်။တကယ်ကိုစွန့်စွန့်စားစားပေါ့နော်။သွားရတာတော်တော်လေးကြောက်စရာကောင်းပါတယ်။ဆိုးကပြောတဲ့နေရာထိတော့မရောက်ဘူး။အဲ့ရဲ့တဝက်ပေါ့နော်။ဒါပေမဲ့ဒီနေရာမှာရင်းကိုတော်တော်ကြောက်စရာကောင်းနေတယ်။ဗီဒီယိုနှစ်ယောက်လည်းအိမ်မှာကြောက်နဲ့ဓာတ်ပုံတွေရိုက်ခဲ့ပါတယ်ဓာတ်ပုံလေးတွေကလည်းတော်တော်လှပါတယ်ဒါကတော့နောက်တနေရာYava View Point ဖြစ်ပါတယ်ဘယ် point ကပဲကြီးပေါ့နော်ဒီအပေါ်ထိုးထွက်လာတဲ့တဲချောက်ဆောင်အထက်တွေမျက်စိတစုံမြင်ရတဲ့မြင်ကွင်းပေါ့ဟိုးမှာကန်ယွန်ကြားတွေကနေပြီးတော့ဖြတ်ပြီးစီးနေတဲ့ Colorado Riverဝီယူတို့ခုနောက်ထပ်တနေရာသွားမှာက Hopi Point ဖြစ်ပါတယ်။အဲ့နေရာကိုခုကားနဲ့ကိုသွားလို့မရပါဘူး။ Shuttle bus စီးပြီးတော့သွားရမှာဖြစ်ပါတယ်။ရောက်ပါပြီ။ဒီနေရာကတော့ Hopi Point မှာဒီ Hopi Point မှာဝီယူတို့ sunset ကြည့်မှာဖြစ်ပါတယ်။ဒီနေရာတွေက shuttle bus နဲ့ပဲလားလို့လားတော့မသိဘူးလူတွေကတော့တော်တော်ရှင်းတယ်ဝီယူက sunset ကြည့်ဖို့ရအတွက်ဒီနေရာလေးကိုရွေးထားပါတယ်အခုလိုနေဝင်ချိန်လေးကိုကြည့်ရလေဝင်းယူစိတ်ထဲမှာပကံရောက်နေတယ်လို့ခံစားရတယ်ဒီတဲကြောက်တောင်အနီးအထက်တွေကလည်းလေပကံဖျားရည်နဲ့တူတယ်ဝင်းယူတို့ဒီ Hopi Point မှာပဲအေးစစ်စစ်နေပြီးတော့နေဝင်တာကိုထိုင်ကြည့်ခဲ့ပါတယ်နေဝင်သွားပြီဆိုတော့ဒီနေ့တနေ့တာလည်းကုန်ဆုံးသွားပြီဝီယူတို့ရဲ့ဒီနေ့ဖို့ Grand Canyon လဲတဲ့အစီအစဉ်လည်းပြီးဆုံးသွားပါပြီအဲ့ဒီမှာအကကောင်းနေရတယ်ပဲသူများတွေရဲ့ Grand Canyon tour bus ကြီးကိုမှားတက်မိသေးတယ်ပြီးမှအသေးအံပြေးပြီးတော့ shuttle bus ကိုပြန်စီးခဲ့ရပါတယ်Grand Canyon Park ထဲကနေပြီးတော့ဝင်းယူတို့ဒဲမဲဟိုတယ်ကိုထွက်လာခဲ့ပါပြီ။ဝင်းယူက Grand Canyon ကနေပြီးတော့15မိနစ်လောက်မှရတဲ့Tusayanဆိုတဲ့မြို့လေးမှာတဲပါတယ်။ Grand Canyon Plaza Hotel ပါ။
ဒီအခန်းလေးမှာပါဘလို့ဖြစ်လို့ဒီလိုဂရေနှလုံးနဲ့အခန်းကိုရွေးထားမိလဲတော့မသိပါဘူးဒါပေမဲ့ကိစ္စတော့မရှိပါဘူးတရက်သေးဆိုတော့လေသွားပြီးလဲခိုင်းမနေတော့ဘူးဒါစောက်တော့ဆိုင်လေးရှိပါတယ်မနက်မှဖွင့်မယ်ထင်တယ်ဝီယူကတော့ညကိုပါလာတဲ့အစားအသောက်တွေပဲထုတ်စားလိုက်ပါတယ်ဒီနေ့တနေ့ကုန်ကားမောင်းရတယ်ပြီးတော့လမ်းတွေလည်းရှောက်ရတယ်ဆိုတော့စောစောအိပ်ပြီး good night နှစ်ဖြန်ကြမှာတွေ့မယ်နော်